ဖြေနိုင်တယ် ဖြေနိုင်အမက်ဘလောက်ရမယ်လို့ပြောလဲ အမ60ကျော် ဒါကျွန်တော်ကျောင်းသားပေါ့နော်လေအဲ့လိုပဲနေတာဘယ်နဲ့မှပုတ်ခိုးကြခဲ့60ကျော်တော့ခိုးကြရတယ် အားလုံးပဲမင်္ဂလာပါကျုံရောက်နေတာတော့မြောက်တကုတ်မြို့နယ်အမှတ်3အထက်တန်းကျောင်းတစ်ကျောင်းကျွန်တော်ရောက်နေရဖြစ်ပါတယ်အော်ဒီကျောင်းမှာကျွန်တော်နှစ်ဘာအစီအစဉ်လေးလုပ်မလဲဆိုတော့စပင်ဝီးလှည့်ခိုင်းမှာပဲဖြစ်ပါတယ်ခင်ဗျာအော်ကျွန်တော်နဲ့အတူတူဆက်ပြီးတော့လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာဘာသာပြေးရလဲနဲ့ ဒီနေ့တမိုင်းဖြေရတာ တမိုင်းဖြေရလားအခုတော့နေ့ကလေးတွေလက်ဆောင်ပေးတဲ့အစီအစဉ်ပေါ့နော်စပင်ဝီးလေးလှည့်မယ်ဘာကြလဲကြားတဲ့ဥစ္စာလက်ဆောင်ရမယ် ဟုတ်ကဲ့โอเคညီမလေးလဲလို့ရပါပြီပန်းစံ case ဒီမှာလေးဒီပါโอเคပါဒီဒါကိုတို့တရင်ကျွတ်လက်ဆောင်ဘာကြလဲကြားတာလက်ဆောင်ရမယ် spring wheel လေးလဲမယ်โอเค painting kit တပါခဲ့ရလည်းညီလေးဘာဖြည့်ခဲ့ဘာသာဖြည့်ခဲ့လဲ တမိုင်းပြီ တမိုင်းဖြည့်ခဲ့ဖြည့်နိုင်လား ဟုတ်ပြင် ဖြည့်နေဘလို့လဲဘယ်နှမလောက်ရမယ်လို့မျှော်လင့်လဲ အမှတ်ပြရ မပြရgood okay ညီလေးဒါလေးက painting kit လေး ကျေးဇူးပါ ဟုတ်ကဲ့ပါပါမေးတာကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အချိုစင်ထပ်ပါ နေဘာသာဖြည့်ရလဲ မြေဟိုကတမိုင်း ဖြည့်နိုင်လား ဖြေနိုင်တယ် မဘလောက်ရမယ်လို့မျှော်လင့်လဲ တရား တရား oh good okay right ဒါတရင်ကျလက်ဆောင်ပေးတဲ့အစီအစဉ်လေးပါငါ side ကြီးရပစ္စည်းလေး spin wheel လေးလဲမယ်ကြားရလေးကိုရပါမယ်ခင်ဗျလက်ပါအောင်လွယ်ဟုတ်လားနော် okay လွယ်ရတယ်လွယ်လက်ဆောင်ရပါပြီအဲ့ဒီကြည့်ပါကြိုက်တာယူပါ okay ငါလေးတရားလေးလား okay ကျေးဇူးတင်ပါတယ်ပါဝင်ပေးတာဟုတ်ကဲ့ပါကျေးဇူးပါ okay နာမည်လေးဘယ်လိုခေါ်လဲ စုရတီအောင်ပါ သူ့ရည်ရအောင်နဲ့ဘာသာရေးဖြေရတယ် တမိုင်း လို့လည်းဖြေနိုင်လား ဒီလိုပါပဲ ဒီလိုပါပဲအမက်ဘလောက်ရမလို့မျှော်လင့်လဲ အဲ့နဲ့အောင်မလောက်တော့ရမယ်ထင်တာပဲ okay ဟုတ်ပြီဒါဟိုတရင်ကျွတ်လက်ဆောင်လေးလိုက်ပေးနေပါဆိုင်ကရပစ္စည်းလေး spoon လေးလဲမယ်ဖိမဲ့လေးလာခဲ့လေမာကြီးလားပါဝင်လို့ရတယ် okay ဒါပါလေးလဲဘလားစားဟုတ်လားညနောက်တော့ထွက်လဲလားဟုတ်အားနေလေဟုတ်ပါတယ်โอเคဟောဒါလက်ချုံဆက်လေးသွားမှာပြပါโอเคစုရည်တွေချုံဆက်လေးရပါပါပြီကျေးဇူးတင်ပါတယ်ပါဝင်ပေးတာနာမည်လေးမိတ်ဆက်ပေးပါဦး ဟုတ်လင်းဖွေးဖွေးကြီးပါ နင်ဝေโอเคနင်ဘာသာဖြစ်ရတမိုင်းโอเคအချင်းနေဘယ်လိုရှိလဲ ဖြေနိုင်တယ် ရှင်းနေအမက်ဘလောက်ရမယ်လို့မျှော်လင့်လဲ အမ60ကျော် Okay good အခုဒါတရင်ကျွတ်လက်ဆောင်လေးပေးတာဖြစ်ပါတယ် spoon လေးလဲပြပါဦးညီမလေးOkay technique လားဘလာဆောက်ကျောင်းဘလာဆောက်လေးတကြောင်မြင့်သုံးရပြီမလား ဟုတ်တကြောင်ပြီ ဟောတရင်ကျွတ်ပေးရမှာဘာလို့လို့ရှိလဲ အပြင်သွားဖို့ရှိ ပြင်သွားတယ်ကျောင်းမနေရပေးလဲအခု ကျောင်းက8ရက် 8ရက်တောင်ပေးတယ်နော်မနေ့ကဆောင်းဝဲနောက်ဆုံး ဟုတ်နက်ခါဆောင်ပါ ဩ okay ဟုတ်ပါပြီနားလေးဘလာဆောက်လေးပါကျေးဇူးပါကျေးဇူးပါအော် bro နာမည်ကအာကာမိုးမြေနေဆောင်းဝဲဖြည့်နိုင်လား ဖြစ်နိုင်ရော အော်တရင်ကျွတ်ကျောင်းပေးရမှာဘာလို့လို့အစီအစဉ်ရှိလဲ တကယ်ချင်းနဲ့စုသွားမယ်ပေါ့ တကယ်ချင်းနဲ့စုတာဘယ်သွားမှာလဲ ဒီတိုင်းပဲနေရဆုံးပေါ့ အော် okay ဟုတ်ပြီအော် bro လက်ဆောင်လေးပေးမယ့်အစီအစဉ်ပါ ကြောက် ဟုတ်လှည့်လို့ရပြီ bro လွယ်အေး bro လွယ်ရမယ် okay လွယ်မပါဘူး bro ဒီဆောင်းဝဲဖြေရမလို့မပါမီလားဖြစ်မယ် ဒါဟုတ် okay အော်ဒီအစီအစဉ်လေးကကိုတို့ဒါချင်းသိန်းကပါစာရေးကိရိယာဆိုင်ကနေပြီးတော့လုပ်ပေးတာပါ နော်ချင်းသိန်းကစာရေးကိရိယာဆိုင်ကနေပြီးတော့ဒါကိုလက်ဆောင်ပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ် okay brother လွယ်လေး ဒါဟုတ် ရိုနဲ့လိုက်တယ်နော်ဘော်ရိုက်ပြောရပါလွယ်လေးချင်းနေသူနဲ့လိုက်လားကွတ်တီနော်ရိုနဲ့လိုက်တယ် okay brother thank you ပါ bro အဲ့နာမည်လေးမိတ်ဆက်ပေးပါ သူရမြင့်မြတ် သူရ မြင့်မြတ် သူရမြင့်မြတ် okay နေ့အခြေအနေဘယ်လိုလဲစောင်း စေဖြစ်နေ စေဖြစ်နေ100မှာ 90 90ပဲဟုတ်ပြီ okay အဲ့ဒါဆိုဒါလေးကိုစောင်းဟိုလှည့်မယ်အားနေလိုက်တာဒါပါကြီးတယ် technique လားဘလားစောင်းတရာတယ်တကြောင်မြင့်သုံးတာမလား okay စောင်းလိုနေပြီထင်တယ်ပဲစောင်းလေးလိုနေပြီမလား okay အဲ့လွယ်နစ်ပေးလိုက်မယ်brother အချင်းနေတမိုင်း အောင်နေ အောင်အားကြီးလားအောင်နေတယ်မြို့ပေါ်လာတော့အောင်အားကြီးတခါလဲတန်းပြီးတော့ okay bro နာမည်လေးပြောပါအောင် ဘဘုံကန်တော့ okay bro spin wheel လေးလဲမယ်
pilot ခဲဘောပန်နဲ့ခဲစံလုံးနေပြီထင်တယ်ဟုတ်တယ်မလားโอเคကျေးဇူးတင်ပါတယ် ရမင်းအောင်ပါ ရဲမင်းအောင်โอเคစောင်းဝဲချင်တယ် စောင်းဝင်းချီရတာအောင်တော့ဖြေခဲ့တာပေါ့ အောင်တော့ဖြေခဲ့တာပဲဟောပိတ်ရက်8ရက်ပိတ်တယ်ကြားတယ်ဘိုင်လုံး ဘာမှမလုပ်ပါအိမ်မှာပဲအိတ်လိုက်စားတယ်ပေါ့ ငါအိတ်လိုက်စားလားโอเคဟုတ်ပြီဒါချွန်းဆက်တစ်ခုဘယ်လိုချွန်းဆက်ရမယ်ချွန်းဆက်လိုနေတယ်မလား လူတော့ လိုတာပေါ့နော်โอเคကဲ bro ဒီမှာချွန်းဆက်လေးပါโอเคကျေးဇူးတင်ပါတယ် bro ကျောင်း8ရက်ပိတ်မယ်ဘာကြီးလုံး ရမင်းဘောလုံးကန်လိုက်ရမင်းဆောက်တော့ အဲ့ကဂိမ်းတိုင်းတွေပါသွားမဲ့အနေထားမှာရှိ ရှိ ဟုတ်ဂိမ်းတော့မရှိ ဘောလုံးပဲကန် football player ပေါ့အော်ဘောလုံးနဲ့ပတ်သက်တာနောက်နေ့ထပ်လာအောင်ပဲအဲ့ဒါဆိုအဲ့ဒီ spin wheel လေးလိုက်ပါဦးโอเคလွယ်အေးလွယ်ရပြီဒါကြီးလွယ်နောက်တော့ထည့်ရပြီဘာယူလဲဟုတ်တယ် bro ဒါလေးယူလို့ရရနော်โอเคကျေးဇူးတင်ပါတယ် bro โอเคဒါကျွန်တော်ကျောင်းသားပေါ့နော်လေအဲ့လိုပဲနေတာကိုလင်း ကိုဝင်းလင်းတဲ့ ကိုဝင်နေတဲ့โอเคဆောင်းဝဲဖြစ်နေလား 50 50 နည်းနည်းမြောက် နှစ်နဲ့မြောက်ရ100ပေါ့ဒါပြီးရောပေါ့ မဟုတ်25 โอเคကျောင်း8ရက်ပြည့်တယ်ဘာလို့ အဲ့တော့ကစားဂိမ်းဆောင် ဂိမ်းဆော့ပဲโอเคအော် bro spin wheel လေးလက်ပဲပေါက်တာလက်ဆောင်ရမယ်တင်းကျွတ်လက်ဆောင်လေးโอเคပိုင်လော့ခဲဘောပန်နဲ့ခဲစံ bro ကျေးဇူးတင်ပါတယ်ပေါအောင်ပြီလားโอเคအော်နာမည်ဘယ်လိုခေါ်လဲ bro မိုးတစ် ဆောင်းဝဲချေနေလေး ကိုချလိုက်ပြီ ကိုချကိုချခဲ့လားဒီနေ့ ကိုချရဲ မမိဘူး မမေဘူး ဟောโอเคအဲ့ဒါဆို100မှာ100ပဲပေါ့ အဲ့တော့မရ အဲ့လောက်မဲ့ဘယ်နှမပုတ်ခိုးချခဲ့လဲ 60ကျော်တော့ခိုးချရတယ် 60ကျော်ပုတ်ခိုးချခဲ့တေချာလာတော့အောင်ပဲမလား ဟုတ်တယ် โอเคဟုတ်ပြီ bro spin wheel လေးလိုက်ပါလေโอเคလေတလုံးဝကျန်တော့ထင်တယ်ဟလားโอเคဒီလွဲတွေပေါက်ကြတာမိုက်တယ် bro တိုင်းလုံးစောနော် bro တို့လည်းကြိုက်လားမိုက်တယ်နော်โอเคပေါင်မိတာကျေးဇူးတင်ပါတယ်ညီလေးဟောကျောင်း8ရက်ပိတ်မယ်ကြားလာတယ်ဘာကြီးလုပ်ဖို့ရှိလဲ အာရှောက်လဲမှာပေါ့ ရှောက်လည်မယ်ကဲမယ်8ရက်ပြီးရင်တော့ကျောင်းပြန်တက်ကတော့တင်းစားဝဲချင်နေရအောင် တိုင်းမှာအေးဆေးပဲ အစ်စေးပဲ100ပဲ ဝမ်းဆက်ချက်ဝမ်းနိုင်ပြီ အာဒါပဲဗောကြိုက်သွားပြီတိုင်လဲမယ်โอเค painting kit လေးရပါမယ်ကျောင်း8ရက်မှာအပြင်ရှောက်မသွားနိုင်ဘူး painting kit ရမယ်အိမ်မှာထိုင်ပြီးပုံဆွဲနေโอเค ဟုတ် okay ပါ brother thank you တင်ပါတယ် โอเค thank you တင်ပါတယ်